Hello fashion ဒီနေ့ကခိုင်မွန်တာရက်သမားတွေအတွက်အရန်စားလို့ကောင်းတဲ့အချိန်လဲ9မိနစ်ပေးုံနဲ့လေကူလုံးနိုင်တဲ့ထိုးမျိုးစားတာလေးကိုခါမောမိတ်ဆက်ပေးချင်ပါတယ်ရှင်ဒီထိုးမျိုးစားတာကကျမရင်းနဲ့အရန်ကိုကိုက်ညီပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီထိုးမျိုးကသွေးတိုးသမားတွေအတွက်ကိုခါမောတို့ဒီသွေးအားဘောနော်ကျစေတဲ့အတက်လေးရှိရဲ့ဗီတာမင် B လေးအများကြီးပါတဲ့အတွက်ကြောင့်မို့ဒီအစားစားလို့အစီတက်တဲ့ဟာကိုအကုန်ချပြီးတယ်ပေါ့နော်ပြီးတော့ဒီခုံးပူကိုထည့်ပါမယ်ခုံးပူကလည်း calcium နဲ့ပြီးရော calcium မျိုးပြီးတော့ရှုကုမှုသစိမ့်ဤဆိုရဲပေါ့နော်fiber ဓာတ်တွေအများကြီးပါတယ်ပြီးတော့ခါမလို့ကျနာကန်ကလည်း diet အတွက်အရင်က best ဖြစ်တဲ့ဗီတာမင်တစ်မျိုးပေါ့နော်အဲ့အတွက်ကြောင့်အဲ့ဟာတွေအကုန်လုံးရုံးမွေရောသမမွေုံပဲပေါ့နော်အခုပထမဆုံးဒီတိုးမျိုးဆိုတဲ့အရွက်ကလေးဂျပန်ကရှိရဲ့ရွက်ခါမမြန်မာလိုမသိပါဘူးရှင်အဲ့ဒါလေးကိုညှက်ပြီးတော့ပကံထဲကိုထည့်မယ်ပြဒီတိုးမျိုးကတိုင်းရှာကိုအာဂေရုတေယူခိုးကမောအားတို့ခုနွေရတရောက်လာပြီဆိုတော့အရန်မျိုးတို့တူတူတဲစီစီအပြန်တာတွေမစားချင်ဘူးဆိုလို့ရှိရင်ဒီလိုပုတ်ပပအရွက်ဆက်လက်လေးကအရန်အောင်စားလို့ကောင်းပါတယ်လို့လုံးရတာလည်းအရန်လွယ်ကူပါတယ်အခုလိုတိုးမျိုးအရွက်ကလေးကိုညှက်မယ်ပြီးရင်ခုနခါမောခုံးပူပေါ့နော်ခုံးပူကရှီယိုခုံးပူကိုထည့်ပါမယ်ရှင်ဘာဖြစ်လို့ဆိုရှီယိုခုံးပူကအရသာအကုန်ဆုံးပါပြီးသားမှုလို့ပါပြီးလို့ရှိရင်တော့ခါမောဒီကျနာကန်ကိုအရေးဖြစ်စီကိုညှစ်ပြီးတော့မှထုတ်ပြီးတော့မှကျနာကန်အောင်ထည့်ပါမယ်ပြီးသွားလို့ရှိရင်တော့ဂုံမပေါ့နော်ဂုံမအခါမို့အိမ်မှာရိုးဂုံမမရှိလို့နှမ်းအမဲကိုတုံသားပါတယ်ပုံမှန်နှမ်းတုံးလဲအဆင်ပြေပါတယ်ရှင်ကြိုက်နှစ်တက်ရအောင်တုံးပါပြီးရင်တော့ဂုံမအပူတာပေါ့နော်နှမ်းစီကိုအနေငယ်ထည့်ပြီးတော့မှမဆဲမှွေပြီးလိုက်ရင်ရပါပြီရှင်ဟုတ်ကဲ့ခိုင်မို့လိုမျိုးစုံနဲ့မှွေတာအားမရဘူးဆိုလို့ရှင်တော့ဒီလိုမျိုးလက်အိတ်ဆိုပြီးတော့လက်နဲ့ရောတမမွေလဲအဆင်ပြေပါတယ်ပြီးလို့ရှိရင်တော့အရင်စားလို့ကောင်းတဲ့ထိုးမျိုးကျနာစားရတာလေးကိုရနိုင်မှာဖြစ်ပါတယ်ရှင်ဒီတမျိုးလေးနဲ့ရင်ဟိုဘိုက်လည်းပြေးနိုင်တယ်ပြီးတော့ထမင်းမစားဘဲနဲ့လည်းဒီရွက်တုပ်တစ်မျိုးနဲ့ရင်ဟိုဘိုက်ပြေးရဲ့အတွက်ပြီးတော့ဗီတာမင်အစုံလည်းပြေဝပါဝင်တဲ့အတွက်ကြောင့်မို့ဒါရက်လုံးနေတဲ့သူတွေအတွက်အရန်ကိုမှကောင်းလုံးအကြီးရဲ့ဆာလာတာတစ်မျိုးဖြစ်ပါတယ်ရှင်အားလုံးလိုက်လို့စားကြည့်ကြပါအောင်လို့